ဖျားဖို့အပြန်လူမထွက်ခင်လေးမှာပဲကျွေလင့်သွားခဲ့ရတဲ့အသက်73ကြောင်းမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကြားရတူတိုင်းစိတ်မကောင်းဖြစ်ရတယ်လို့တမိသားစုလုံးဒီပါဆုံရှုံလိုက်ရတဲ့မွန်ပြည်နယ်တထုံမြို့နယ်ကအလွန်ဝမ်းနည်းစရာကောင်းတဲ့ရင်တိုင်းမှုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒါဟာတာမန်ရင်မတော်တဆမှုတစ်ခုတည်းပို့ပြီးတော့ကြေကွဲစရာကောင်းနေခဲ့ပါတယ်ပြီးခဲ့တဲ့ AB လ19ရက်နေ့ညနေပိုင်းကရန်ကုန်မော်လမြိုင်ကားလမ်းမိုင်းတိုင်104 105ကြိုက်ကော်ကာဝင်းအနီးမှာရင်းနှင်းစရာဖြစ်ရတဲ့ခုဖြစ်ပွားခဲ့ပါတယ်။မော်လမြိုင်ကကိုအောင်မြင့်ကွန်းရဆိုင်မိသားစုနဲ့ဝန်ထမ်းတွေဟာကြံကာလမှာကုတို့ယူဖို့ရဟန်းကန်ရှင်ပြုခဲ့ကြပါတယ်။သူတို့ဟာလူမထွက်ခင်လေးမှာပဲကြိုက်ထီယိုဖျားကိုနောက်ဆုံးအကြိမ်ဖျားဖို့ထွက်လာခဲ့ကြတာပါ။ဒါပေမဲ့အပြန်လမ်းမှာတော့သူတို့စီးလာရဲ့လိုက်ထွက်ရင်ဟာရက်ထားရဲ့တက်စီကိုကြော်တက်ရင်တစ်ဖက်ကလာတဲ့ရွှေလရောင်မန္တလာကားနဲ့မျက်နှာချင်းဆိုင်တိုက်မိခဲ့ပါတယ်။ဒီတိုက်မှုဟာဘလောက်တောင်ပြင်းထန်ခဲ့တယ်လဲဆိုရင်ကနဦးမှာတေဆုံးသူ9ဦးလို့တီးခဲ့ရပေမဲ့ဆေးရုံပို့ဆောင်ခြင်းနဲ့နောက်ဆုံးရရှိတဲ့အချက်လက်တွေအရစုစုပေါင်းအသက်73ချောင်းအထိဆုံးရှုံးခဲ့ရပါတယ်။အဆိုအဝါဆုံးကတော့ပြန်လွန်တော်မူသွားရဲ့အထက်မှာတိုက်အုပ်ဆရာတော်အပါဝင်ဒုလဘယဟန်9ပါးအထိပါဝင်နေတာပဲဖြစ်ပါတယ်။ဒီနေ့ AB လ20ရက်နေ့မှာတော့ကွယ်လွန်သွားကြတဲ့ဆရာတော်ကြီးတွေရဟန်းတန်ဃာတွေနဲ့လူပုတ်ကို73ဦးစလုံးရဲ့ရုပ်ကလပ်တွေကိုတထုံမြို့နယ်ပေါ်တော်မူကျေးရွာကြောက်တန်းတုတ်တံမှာစုပေါင်းတကြိုသွားမှာဖြစ်ပါတယ်။ကွယ်လွန်သူတွေထဲမှာတက်ကြီးရွယ်အိုတွေဒါမက8နှစ်အရွယ်ကိုရင်လေးတစ်ပါးနဲ့14နှစ်18နှစ်အရွယ်လူငယ်လေးတွေပါဝင်နေတာမလို့ဗီတာစုဝင်တွေနဲ့မိတ်ဆွေတွေအတွက်တော့ဘလို့မှအစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။လန်ခီတွာလာကြတဲ့မိသားစုတွေရင်မောင်းတွေအနေနဲ့အခုလိုအဖြစ်ဆိုးမျိုးထပ်မကြုံရအောင်တတိထားမောင်းနေကြဖို့ဒီဗီဒီယိုလေးကနေတဆင့်တိုက်တွန်းနှိုးဆော်လိုက်ပါရစေအခုလိုသတင်းထူးတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ရွှေပြည် News ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာ